ဒီရွှေကွက်မင်းခိုးသလားမခိုးပါဗျာမခိုးရင်မင်းထံဘယ်နဲ့ရောက်ရောက်ကျုပ်အဖေနဲ့အမေကထမင်းလာကျွေးပြီးတော့ထားပစ်ခဲ့ကြတာပါခင်ဗျာဘုရင်ကိုဖယားကျွန်တော်မျိုးတွေပါဒီကလေးမတင်တတ်ဘူးကျုပ်ပဲပြောတာပဲဒီတိုင်းပြောတာပဲစိတ်ဆိုးလို့ဘုရင်ကသတ်ချင်လဲသတ်ပြောမှပြောတတ်ပဲဒီတိုင်းပြောမှာပဲကလေးကိုဟေးဘုရင်ကွာဘေးကအမတ်တွေကဖယားကျွန်တော်မျိုးကြီးရဲ့မိဘနှစ်ပါးကျွေးသွားတာပါဖယားလို့ပြောကွာဗျာကျုပ်ကကျုပ်လို့ပဲပြောတတ်တယ်ဗျာအမေလို့ပြောတတ်တယ်မဖြစ်ဘူးကဒါဘယင်ကွာဘယင်မေကြီးကျုပ်ဖေတို့မေတို့ပြောတာလို့ပြောမှာပဲဗျာအာဒီကလေးတဲခန့်နေပါလားဒီတော့မှဘယင်မင်းမြတ်ကဟဲ့မင်းကြီးမြတ်ဘယ်နဲ့ကလေးသွားရန်လုံနေလို့ကွယ်ကလေးသွားကသူ့စကားနဲ့သူပဲပြောမှာပေါ့နားလေတဲ့အချိန်ကြတော့လေဒီကလေးမပြောနဲ့ဆိုလို့မရဘုရားကျွန်တော်မျိုးကြီးဒီပါဒီပြောတတ်လာမယ်ပေါ့ပြောမှမပြောတတ်သေးပဲနဲ့ဟဲ့ကလေးဘုရားမင်းဒီရွှေခွက်ကမင်းမိဘနှစ်ပါးကထမင်းကျွေးတာဟုတ်ကဲ့လားဟုတ်ပါလေမင်းမိဘနှစ်ပါးဖယ်မလို့အိမ်မဲ့ခင်ဗျအိမ်မဲ့ခင်ဗျတန်တော့ဒီကိစ္စငါရွှေနန်းတော်ကြီးတဲ့ကရွှေခွက်ကိုသူ့မိဘနှစ်ပါးကယူကျွေးနိုင်ရအောင်လာလဲဟဲ့တငယ်မင်းမိဘနှစ်ပါးဘာလောက်ကန်လောက်စားထင်းခုတ်တယ်ခင်ဗျာဩထင်းခုတ်စားတယ်ဆင်းရဲသားတယောက်ရွှေနန်းတော်တဲ့ကရွှေခွက်ဟေးဘယ်လိုလေးမှမခိုးနိုင်ဘူးအကြောင်းထူးတယ်ရွှေခွက်ကြည့်လိုက်တော့လေဒီရွှေခွက်တီဒီကလေးခိုးသည်မဟုတ်ပါအမကြီးတွေကြီးခိုင်းတော့လေအကုန်လုံးအကံပါမမြင်ရဘူးငါမရင်းတဆူသာမြင်နေရတဲ့ဖြင့်ဒီကိစ္စသမ္မာတန်ဗုဒ္ဓသုံးလောကထောထားတပ်ပြည့်ညိုမြတ်စွာဘုရားမှာဖြေရှင်းနိုင်တော့မှာဖြစ်တယ်လို့ဒီလိုအကြံယူနေတော့ပြောမနဲ့ဆိုဟောမိဘနှစ်ပါးရောက်မှန်လားပါဗျာသူ့ရွှေခွက်ခိုးပေးတဲ့တခိုးလေးရဖေးမေတခိုးကြီးရောက်လာကြောင်းပါဗျာအော်မျက်နှာလိုအားရပါလားမင်းတို့ဟာရံအပြစ်တင်နေကြတာပဲဟဲ့ရှေ့တော်ရောက်ပလားမှန်လားပါရှေ့တော်ရောက်ကြောင်းပါဗျာဟဲ့ထင်းရောင်းသမားလင်မလားတင်တို့တတွေဒီတင်သားကိုရွှေခွက်နဲ့ခိုးပြီးထမင်းခိုးကျွေးတယ်ဆိုဟုတ်သလားမဟုတ်ပါဗျာသားကလေးအမတ်တွေဖမ်းသွားတယ်ဆိုလို့ရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာဖယားကျွန်တော်မျိုးကြီးဒီမယားမပါပဲနဲ့ဟောဒီသားလေးနဲ့တော်တယ်ကိုလှမ်းနဲ့ထင်ခွေသွားခဲ့ပါဗျာမြို့အပြင်ဘက်တုတ်တန်တစတင်းချိုင်းကရောက်တော့ထမင်းစားရဲ့နွားကိုလွတ်လိုက်တော့ခါနွားတွေရွာထဲကိုဝင်သွားကလေးကိုလှဲအောင်တိတ်ထားပြီးတော့နွားပြန်ဆွဲပါဗျာနွားနဲ့ပြန်အထွက်မြို့တကားပိတ်ထားလို့မထွက်နိုင်တာနဲ့လေပါရနှစ်ယောက်သလုံးတို့သားလေးသေးသလားရှင်သားလည်းမသိဆိုပြီးတော့တညလုံးပူဒီလိုပူနေရမှာမနက်မိုးလင်းတော့ရွှေနန်းတော်တွေကရွှေခွက်နဲ့ပွဲတော်သာပျောက်တဲ့ဆိုပြီးရှောက်ရှာတဲ့သတင်းမကြားသိရကြောင်းပါဗျာနောက်သားလေးကိုဖုံးသွားတယ်ဆိုတာလေသိလို့လိုက်လာကြကြောင်းပါဗျာမှန်လားပါဗျာဖယားကျွန်တော်မျိုးကြီးပါရွှေနန်းတော်တွေအဆောင်ကြများတဲ့နေရာဘယ်လိုနည်းနဲ့မှမဝင်လဲမဝင်နိုင်ခိုးလဲမခိုးရဲကြောင်းပါဗျာအကျောင်းဝိသေသအမတန်ထူးပါဗျာလို့သတော်ဥတင်လိုက်တော့အေးငါထင်တဲ့အတိုင်းပဲဒီကိစ္စဒီတော့မင်းကြီးတယောက်ကသတော်ဥတင်တယ်မှန်လားပါဗျာဒီကိစ္စအကြောင်းထူးနေပါဖြစ်မင်းဆရာရဲ့လို့ခန့်အပ်ထားတဲ့ပုံနှဖြူပုံနှညုံမြမွေးတဲ့ညောင်းပါဗျာဒီပုံနာတွေငါလားအမွေးခိုင်းနေလို့လောကအတုမရှိမှုနဲ့ထောထားတပ်ပြင်းလို့မြတ်စွာဘုရားမှသာလေဒီကိစ္စအားလုံးရှင်းအောင်ဖြေကြတော့မှုနိုင်ပြီဖြစ်၍လာဘုရားเจ้าတော်သွားမယ်ရွှေခွက်ကြီးကင်ပြီးဘုရားเจ้าတော်သွားမြတ်စွာဘုရားเจ้าတော်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်ကွဲတော်တဲနေကြဖြစ်တဲ့ရွှေခွက်နဲ့ပွဲတော်သာပျောက်ဆုံးသွားတော့ခါလိုက်ပြီးတော့ရှာလိုက်တာဟောဒီကလေးအိတ်နေသောလှဲပေါ်ကတွေ့ကြကြောင်းပါဗျာဟ
ဟဲ့တကားတော့ဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဘုရင်ကြီးအားပင့်သွားတယ်ဘုရင်ကြီးအားပင့်သွားတယ်ပင့်ရောပေါ့သူကရွှေခွက်ကြည့်ထားတာဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဆိုပြီးတော့ဘလူးခဏိတ်တဲ့စာကိုဘုရင်ကြီးကသိထားတယ်မြတ်စွာဘုရားကမကြည့်သေးပဲနဲ့ဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါလို့မိန့်တော်မူနေတယ်ဒါကြောင့်တကယ်သိတော်မူတဲ့ဘုရားမို့ခင်ဗျားတို့တို့လည်းအားထားနေရတာပေါ့အားထားနေရတာပေါ့ဗျာဟာဘေးကလိုက်လာလိုက်တဲ့အမတ်တွေကလည်းဟေးတို့ဘုရင်ကြီးပြောတဲ့စာအတိုင်းဘုရားကိုယ်တော်မြတ်မိန့်တော်မူနေပြီကွာဟာဘုရားသိပြီးတော့လားကွာဟိုတုန်းကလူတွေမှုပေါ့ခုခေတ်လူတွေလို့ဆိုအခက်ပဲမင်းဘုရားတကူနဲ့ကြွပြီးနန်းတော်ထဲဝင်ပြီးတော့ဒီရွှေခွက်ကြီးဘယ်လိုလုပ်ကလေးထံဘယ်လိုပို့ထားမှမသိပဲနဲ့လှုပ်ချင်လှုပ်နေမှာနော်ခုခေတ်ဒီလိုမလှုပ်ဘူးလည်းမအောင်မိနဲ့ဒါပေမဲ့လို့လေဗုဒ္ဓတရားကိုလေးစားတဲ့မြန်မာလူမျိုးတိုင်းဒီခဲ့သို့အကြံဉာဏ်မျိုးမရှိကြတော့လေဗုဒ္ဓဂေါရမကိုတရားနာပြိဿမလေးမစားနဲ့ဖယားဆိုတာဒီပင်လည်းမယုံကြည်တဲ့ပုဂ္ဂိုလ်များအတွက်ကိုကျုပ်ရည်ညွှန်းပြီးတော့ပြောပါတယ်ကျွတ်တို့ကိုးကွယ်နေကြတဲ့ပုဂ္ဂိုလ်များသိပြီးသားပုဂ္ဂိုလ်တွေကဒီကြံမရှိပါဘူးနောက်ဘုရားကိုယ်တော်မြတ်ကတကားတော့တိရွှေကွက်ဒီကလေးခိုးတာမဟုတ်ဘူးမှန်လားပါအမိတ်ရှိတော်မူမှာဘုရားလို့ဆိုတော့မှဘုရားကိုယ်တော်မြတ်ကတကားတော်ဗိမိသားရဟောဒီကလေးစီသူ့အဖေနဲ့တော်တဲ့ထင်ခွေသွားတဲ့အချိန်ခါမှာဆိုပြီးတော့ကျုပ်ရှိကဟောခဲ့တဲ့အတိုင်းဇာကြောင့်ဘုရားအကုန်ပြန်ဟောတမာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဘလူနှစ်ယောက်မိစ္ဆာဒိဋ္ဌိဘလူစားမလို့ဆွဲတဲ့အချိန်ခါမှာရင်ဝမီးဝင်ဆွဲတယ်လို့ပူလို့တမာဒိဋ္ဌိကဒဏ်ခတ်ပြီးတော့မင်းပွဲတော်စာနဲ့ဆက်ရမယ်ဆိုလို့ဒီရွှေခွက်ကဟဲ့တကားတော်ဗိမိသားရကလေးကိုပြစ်မှားတဲ့ငါဤသားတော်လေးကိုပြစ်မှားတဲ့မိစ္ဆာဒိဋ္ဌိဘလူးကတင်နန်းတော်ထဲဝင်ပြီးတော့ရွှေခွက်နဲ့ပွဲတော်သာခိုးတာတဲ့အဲ့ဒီရွှေခွက်မှာရေးထားတဲ့ဒီရွှေခွက်ဒီကလေးခိုးသည်ဘုရားဆိုတာတမာဒိဋ္ဌိဘလူးကတစိမ့်ခတ်တာဗိမိသားရမင်းသားမြင်ပါစေဘယ်သူမှမမြင်ပါစေသတည်းလို့တစိမ့်ခတ်တာဘုရားဒီလိုမိန့်လိုက်တော့အမတ်တရပြုံးလာတယ်ကိုင်းကွာအဋိဋ္ဌံတို့ဘုရင်ကြီးကဒါများတို့အမတ်တွေအကုန်ကန်းတယ်မြင်ပါလေကွာဘုရားမရှိတော့မှအဋိဋ္ဌံလို့တယ်ကွာဘုရင်ကလည်းဘယ်သူမှမမြင်ရဘူးတဲ့အဲ့ဒီလိုမြတ်စွာဘုရားကမိန့်တော်မူပြီးတော့ကမှငါဤသားတော်ကလေးစီအိတ်နေတော်လဲပဲငါဤဗုဒ္ဓနုတ္တိဘုရားကိုတရိယာခြင်းနဲ့အောက်မေ့ဆင်ခြင်ပြီးတော့နေပါသဖြင့်အမြဲတမ်းနိုးကြနေသည်မြည်တကွယ်လို့သောတာဗုဒ္ဓံပဗုဇ္ဇန္တိသရဂေါရမသာဝကယေတံဒီဝသရတောသနေသံဗုဒ္ဓကတာတတိယေတချင်းသူတို့အဒီဝသနေ၌၎င်းရတောသညင်အခါ၌၎င်းနေသံအမြင်မပြဗုဒ္ဓကတာဘုရားကုံကိုအာယုံပြု၍ဖြစ်သောတတိအောက်မေခြင်းတတိသည်အထိရှိ၏ဂေါရမသာဝကဂေါရမနွယ်ဝမြတ်စွာဘုရား၏တရားနာယတပိသာဝကဖြစ်ကုန်သောတေထိုသူတို့သည်တရအခါခါသိပုပ္ပဗုဒ္ဓအိတ်နေတော်လဲကောင်းစွာနိုးခြင်းကိုပဗုဇ္ဇန္တိနိုးကြကြလေကုန်တော်သာရီအဲ့ဒီဒေသနာတော်ကနာကြရသဖြင့်ကြည်တရားနာပိဋကရေအဲ့ဒီဒေသနာတော်နာကြရသဖြင့်မောင်လှချောလေးရဲ့အဖေမောင်လှရဲ့အမေမချောရဲ့သားလေးမောင်လှချောရဲ့သုံးယောက်စလုံးဟောတရားတော်အဆုံးမှာဒိဋ္ဌိနဲ့ဝိစီကိစ္စကွာလို့သောတာပန်ဖြစ်ကြပါတယ်ဗျာပိဋကကြီးဘာဖြစ်သွားတော့သောတာပန်ဖြစ်ပြီးတဲ့နောက်ဖြစ်ခုတ်ဆရတဲ့ဒုက္ခတွေနွမ်းလို့ပြန်ဖမ်းရတဲ့ဒုက္ခတွေတားနဲ့ခွဲရတဲ့ဒုက္ခတွေသားကလေးကလည်းအဖေနဲ့ခွဲရတဲ့ဒုက္ခတွေဒါတွေကိုဆင်းရဲတဲ့တရားပဲလို့ဒုက္ခသစ္စာကိုအမှန်သိလို့ငါတို့ဒီလိုဆင်းရဲရခြင်းဒီဘသူကြောင့်လဲလို့ပရိယေသနာဝမ်းစာစားရည်ဝိုရည်နေဒါတွေအတွက်တနေ့ကမှမအေးရပဲနဲ့လူချင်းလုံးလို့စားချင်တာတွေတောက်ချင်တာတွေဝတ်ချင်တာတွေအိတ်ချင်တာတွေနေချင်တာတွေဒါတွေအလိုရှိပြီးတော့နေအပ်တဲ့သမှုရိယဆိုတဲ့လောဘအကြောင်းသစ္စာကြောင့်တို့ဒီဒုက္ခတွေဖြစ်သည်အဲ့ဒီဒုက္ခသစ္စာအကျိုးသစ္စာနဲ့သမှုရိယသစ္စာခေါ်တဲ့အကြောင်းသစ္စာကိုသမ္မာဒိဋ္ဌိအစ
မက်ကသစ္စာလို့မက်နဲ့ဆက်လို့တခါတည်းသူတို့ဒုက္ခတွေပြတ်ပြီးတော့ဟောအရဟတဖို့ပေါယဟန်ပြုတ်ပြီးတော့အာသဝကုန်ခန်းလို့ယဟန္တာကြီးတွေဖြစ်၍မက်ကသစ္စာကိုပွားများပြီးတော့လောကီသစ္စာနှစ်ပါးကိုသတ်၍និရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ကိုသာမိသဗ္ဗသုံးယောက်စလုံးအာသဝကုန်ခန်းယဟန္တာဖြစ်၍မြဲမောက်ပြုကြရလေကုန်တော်သတည်းကဲပရိသတ်ကြီးဗုဒ္ဓဂုံရောင်ကဘာရှောင်တော့ဘလူရှောင်ယုံနဲ့မကဘူးဘာတွေဆက်ရပွဲတော်စာဆက်ရမှန်ရလားပရိသတ်ကြီးတာဝတိပြေမွန်ဇေရဝံကျောင်းတော်မှာဖရာသတင်းသုံးနေတုံးရာစကြိုမြို့ကသာမိသာဖတတွေပါဗျာအခုဗုဒ္ဓဂုံရောင်ဘလူရှောင်ဆိုတဲ့ဇတ်လန်းကလည်းဒီကနေ့နာရီပြန်တစ်ချက်ထိုးကနေချိန်မှာနေထီတမ်းပါတယ်အဲ့ဒါခမရတို့မနေ့ဖြင်က9နာရီတိတိကကျုပ်စပါမယ်ကံမေတ္တာပို့ရအောင်ဆိုကြတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအလုံးရလေးကကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအလုံးကိုရလေးညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလျင်ခြေရင်နဲ့ဖုံမုန်းစိတ်တွေ့ပြစ်ပြသီးသီးသောမိမိတို့အိမ်ငါဌာနသို့နိဝတ္တတုသီးခံရတာပြန်ကြပြီတော့ပိဿာကြီးသီးခံနိုင်ရဲ့လားသီးခံပြီးပြန်ကြခင်ဗျားတို့လည်းပင်ပင်ပန်းပန်းရောက်လာပြီးတော့နာကြားကြတာကိုတွေ့ရသဖြင့်ကျုပ်လည်းကိုမငဲ့ကွက်ပါဘူးနာယီပြန်တစ်ချက်ထိအောင်မဟောတဲ့တရားပွဲတွေအတော်လေးနဲ့သွားပါပြီ12နာရီအလွန်ထားလို့အခုတော့ခင်ဗျားတို့ပေးတေးကုတ်ကပ်ပြီးထိုင်းနေကြသဖြင့်ဇက်လန်းလေးလည်းပြီးအောင်စေရနာအပြည့်အဝနဲ့ကျုပ်ဟောလိုက်လို့တရားရှိတယ်လို့လည်းကျုပ်ပေါ်အပြစ်မတင်နဲ့မနှက်ဖြင်ကတော့9နာရီကစမှာမဟုတ်လို့ဒီကနေ့တော့သီးခံပြန်ကြမနှက်ဖြင်ကစောစောလေးစလိုက်မယ်ဗျာ9နာရီဆိုရင်ပလင်တက်တော့မှာပါဩစောပါသေးတယ်ဂျန်လီကန်တရားပွဲကဒီချိန်စသေးပါဘူးဆိုတဲ့လူတော့အဲ့ဒါမှီလိုက်မယ်မဟုတ်ပါဘူးဗျာဒါကြောင့်နိဝတ္တတုသီးခံရတာပြန်ကြပြီတော့နိဝတ္တတုမေတ္တာရေးပဲခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြစီရောခြေတရာဆွေကလျောင်းပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမသွေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း